Hola a todos ဒီနေ့သင်ကြားပေးမယ့်သင်ခန်းစာကတော့ La Fruta ဆိုတဲ့သစ်သီးအကြောင်းပဲဖြစ်ပါတယ် Sandía ဖျဲသီး El come sandía သူဖျဲသီးစားတယ် Naranja လိမ္မော်သီး El come naranja သူလိမ္မော်သီးစားတယ် Mango တရသီး Ella come mango သူမတရသီးစားတယ် Pera တစ်တော်သီး El come pera သူတစ်တော်သီးစားတယ် Piña နနသီး El come piña သူနနသီးစားတယ် Plátano ငပြောသီး El come plátano သူငပြောသီးစားတယ် Uva စပျစ်သီး Ella come uva သူမစပျစ်သီးစားတယ် Fresa strawberry El come fresa သူ strawberry စားတယ် Manzana ပန်းသီး El come manzana သူပန်းသီးစားတယ် ကဲဒီနေ့သင်ခန်းစာကိုတော့ဒီလောက်နဲ့ပဲဆုံးသက်လိုက်ပါမယ် Adiós hasta luego